AIF 12 call စင်ကတ်ကိုဘယ်လိုမျိုးစင်ကတ်တက်တန်းတိုးရမလဲဆိုပြီးလာမေးထားကြတဲ့မိတ်ဆွေတွေအတွက်ဒီနေ့မိတ်ဆွေတို့ကို AIF 12 call စင်ကတ်ကိုဘယ်လိုမျိုးစင်ကတ်တက်တန်းတိုးရမလဲဆိုတဲ့နည်းလမ်းလေးကိုပြန်လည်မျှအောင်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့စင်ကတ်တက်တန်းမတိုးမီပထမဆုံးတစ်ခုသိထားမှာမိမိရဲ့စင်ကတ်ကအနည်းဆုံးရက်ပေါင်း90အသုံးပြုထားမှာစင်ကတ်တက်တန်းတိုးလို့ရမှာပဲဖြစ်ပါတယ်ဒါမှမဟုတ်မိမိရဲ့ဖုန်းစင်ကတ်ကဘတ်ငွေ200ဘတ်ထက်အသုံးပြုထားမယ်ဆိုလဲကျွန်တော်စင်ကတ်တက်တန်းတိုးလို့ရရပေါ့နော်ကျွန်တော်ဒီနှစ်ခုထဲကတစ်ခုလောက်ထားမှာကျွန်တော်ရဲ့စင်ကတ်ကိုတက်တန်းတိုးလို့ရမယ်ပေါ့နော်ကဲဒါဆိုရင်မိမိရဲ့ AIF 12 call စင်ကတ်ကိုဘယ်လိုမျိုးတက်တန်းတိုးရမလဲဆိုရင်ကျွန်တော်အခုပြထားတဲ့နံပါတ်လေးတိုင်းသွားပြီးတော့တက်တန်းတိုးလို့ရရပေါ့နော်ဒါဆိုရင် AIF 12 call စင်ကတ်ကိုတက်တန်းတိုးကျင်နေကြတဲ့မိတ်ဆွေတွေအတွက်လုံးဝကိုအဆင်ပြေသွားမယ်လို့ယုံကြည်ပါတယ်ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိပြီးအသုံးတဲ့မယ်လို့ယုံကြည်ပါတယ်ဒီဗီဒီယိုလေးကိုနောက်ထပ်ငွေချင်းတွေတွေ့ရအောင် like and share ပြုလုပ်သွားပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ